အားလုံးပဲမင်္ဂလာပါအခုအခန်း40နဲ့အခန်း49ရဲ့တရားဖြစ်တဲ့ don ပေါ့နော် don ဆိုတော့သူကတော့ action verb နဲ့လည်းတွဲတယ် quality verb နဲ့လည်းတွဲတယ်သူ့ရဲ့မြန်မာလိုအဓိပ္ပာယ်အနည်းဆုံးပြောရရင်တော့ခဲ့တဲ့တို့နေခဲ့တဲ့တို့ဒီလိုမျိုးဘာသာပြန်လို့ရပါတယ်နော်သူ့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်လေးကိုတစ်ချက်ရှင်းပြမယ်ပေါ့နော်down နဲ့ down ဆိုတာကတော့တဲ့ down ဆိုတာကတော့ down နဲ့ down ဆိုတာကတော့ဒုံးစာဆိုတော့လှုပ်ရှားမှုပြကရိယာပေါ့နော်။ဟောင်းကျုံးစာဆိုတာဖြစ်တည်မှုပြကရိယာနော်။ဒုံးစာတွေဟောင်းကျုံးစာတွေနဲ့ကပ်ပြီးတော့တဲ့ဒွေအုံနှုံးမြောင်းစာဆိုတာနောက်ကလိုက်တဲ့ဒွေဆိုတာနောက်အုံနှုံးဆိုတာလာတာပေါ့နော်။နောက်ကလာတဲ့မြောင်းစာကိုတဲ့ ilgu ကျွမြောင်းဆိုတာအထူးပြုပြီးတော့ကွာခေါ်ရဲ့အတိတ်မှာရှိတဲ့ autonomy ဆိုတာကိစ္စတချို့တွေကိုအတိတ်မှာရှိခဲ့တဲ့ကိစ္စတချို့တွေသို့မဟုတ်နာဆိုတာသို့မဟုတ်ပေါ့နော်ဆန်းတဲ့ဆိုတာအခြေအနေတွေကတဲ့အခြေအနေတွေကိုဒါရှိဆိုတာပြန်ပြီးတော့တောလင်းမှုဆိုတာတော့တောလိတာဆိုတာသတိရတာပေါ့နော်ပြန်လဲသတိရခြင်းတွေကိုနာထာနေတာဖော်ပြပါတယ်တဲ့ဒုံးစာရဲ့ဘူထုမြောင်းတဲ့ဒုံးစာဆိုတာ action verb တွေနဲ့ကပ်ရင်တဲ့ခွာကောင်းရဲ့အတိတ်ရဲ့ autonomy လို့ဆိုတာကိစ္စတွေပေါ့နော်အတိတ်ရဲ့ကိစ္စတွေကတဲ့ဝါလီယိုတွေးတာဆိုတာပြီးဆုံးတာပေါ့နော် GN ထားဆိုမပြီးဘူးเนาะဝါလီယိုတွေး GN စမှုနဲ့မပြီးဆုံးခြင်းတွေကိုနားထားနယ်ကိုဖော်ပြပြီးတော့တဲ့ဟောအတိတ်မှာတိတ်ကကိစ္စတွေမပြီးဆုံးခြင်းတွေကိုဖော်ပြပြီးတော့ဆိုတာဥမာမနက်ကတော့တောက်ခဲ့တဲ့ coffee ကွက်ခုပဲရောက်သွားလဲဟောအတိတ်မှာတောက်နေတဲ့ coffee ကွက်ကတောက်လို့မကုန်သေးဘူးတောက်နေတဲ့ coffee ကွက်ကအခုအဲ့ကောင်ပြန်ပြီးတော့သတိရလို့ပြန်မေးတာဒီလိုအခြေအနေမျိုးပေါ့နော်မနက်ကတော့ငါဖတ်နေတဲ့စာအုပ်ဘယ်ရောက်သွားလဲဒါမျိုးပေါ့နော်မနက်ကတော့သူဖတ်နေတဲ့ကိစ္စကမပြီးသေးဘူးအတိတ်မှာလုံးနေတဲ့ကိစ္စကမပြီးသေးတဲ့အခါမှာပြောချင်ရင်ဒီ down ကိုသုံးတယ်ပေါ့နော်အချင်းမဲ့ down check ပေါ့နော်မနက်ကဖတ်နေခဲ့တဲ့စာအုပ်ဟောင်းကျုံးစာရဲ့ဘူထုမြောင်းနဲ့ quality verb နဲ့ကပ်ရင်တော့တဲ့ကွာခေါ်ရဲ့အတိတ်ရဲ့ auton ဆန်းတဲ့ဆိုတာအခြေအနေတချို့တွေကိုနားထနေတာဖော်ပြပါတယ်တဲ့နော်ဟောင်းကျုံးစာနဲ့ကပ်ရင်တော့အတိတ်ရဲ့အခြေအနေကိုဖော်ပြတယ်ထားပါတော့အတိတ်ရဲ့ဟောင်းကျုံးစာဆိုတော့လှတယ်ပေါ့ကွာအတိတ်တော့လှတယ်အတိတ်ကကျန်းချောင်းနဲ့ရက်ပေါ်တောင်းရက်ပူးတောင်းပေါ့နော်မနစ်ကတော့လှပါခဲ့တဲ့ကောင်မလေးကဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ပြောလို့ရပါတယ်အဲ့တော့နမူနာစာကြောင်းလေးတွေကြည့်ကြည့်မယ်ဆိုရင် Jacob there we ရဲ့တဲ့ Jacob there ဆိုတာအလုံးစပွဲပေါ့နော် we ရဲ့ဆိုတာအပေါ်မှာ ita ဆိုတာရှိတာ it down ဆိုတာရှိခဲ့တဲ့အလုံးစပွဲပေါ်မှာရှိခဲ့တဲ့ player ကတဲ့အမ်ဘိုယောမတွေ့တော့ဘူးတဲ့နော်ခုနကတော့သူအလုံးစပွဲပေါ်မှာ player လေးတင်ထားတာတွေ့တယ်အခုမတွေ့တော့ဘူးဒါမျိုးပြောချင် Jacob there we it down player ကအမ်ဘိုယောဆဲကီကဲနုံနဲ့ဆက်အစ်စ်ကတော့တဲ့ဂျောနဲဆိုအရင်ဆုံးကစူးတာဆိုသုံးတာစူးတောင်းဆိုသုံးခဲ့တဲ့အရင်တော့ကသုံးခဲ့တဲ့ god ဘူတာအရာထက်အရင်တော့ကသုံးခဲ့တဲ့အရာထက်ဆိုအရင်တော့ကသုံးခဲ့တဲ့ဆက်ထက်ပေါ့နော်ဂျက်သုံးကြီးဂျားတွေယူနော်လေပတ်ချင်းတွေကကောင်းကောင်းဖြစ်တယ်ဆိုကောင်းကောင်းလေပတ်တယ်ပေါ့နော်ဆက်တစ်ကတော့အရင်တော့ကသုံးခဲ့တဲ့ဆက်ထက်ပိုကောင်းတယ်လို့ပြောချင်တာပေါ့နော်စာချမ်းနေမီဘူရုရှော့စောတဲ့နော်စာချမ်းနေဆိုတထေးကဘူရုရှော့စောဆိုခေါ်လို့ဟာဒေါနီရူဆိုလုံနေတဲ့အလုပ်ကိုနော်သူလုံနေတဲ့အလုပ်ကမပြီးဘူးနော်မပြီးသေးဘူးနော်အဲသူလုံနေတဲ့အလုပ်ကိုမောင်ချူကိုဆိုတာရက်တန့်ပြီးစာမူရှိလို့ယုံကန်တို့ဂါဆိုယိုတွားခဲ့ပါတယ်တဲ့တထေးခေါ်လို့လုံနေတဲ့အလုပ်ကိုရက်တန့်ပြီးတော့ယုံကန်တို့တွားခဲ့တယ်စာချမ်းနေမီဘူရုရှော့စောတထေးခေါ်လို့ဟာဒေါနီရူမောင်ချူကိုလုံးနေတဲ့လုပ်ကိုရပ်ပြီးတော့စာမှုရှိလို့ဂါဆော်ယူရုံငန်းကိုသွားခဲ့တယ်ဒီမှာဆိုရင်လည်းစာကြောင်းလေး၄ကြောင်းထပ်ရှင်းပြလိုက်မယ်ပေါ့နော်ဣရာသာအလုံးလုံးဒီဣတာရှိတယ်စာရုံးကသာသုံးတယ်ရှိတာတင်းတယ်မက်ကျန်းငယ်ဆောတဲ့မက်ကျန်းဆိုတော့ကြောင်မီးသွေးတွင်းရဲ့အလုံးလုံးတဲ့နေရာတနည်းအားဖြင့်ပြောရင်တော့အလုံးဆိုင်ပါပဲနော်အလုံးဆိုင်ထဲမှာကွမ်ချာရဲ့ကွမ်ချာဆိုတော့ကြောင်မီးသွေးတွေတင်းတယ်တထုရိုင်းနေတင်တဲ့ကားပေါ့နော်တထုရိုင်းနေတင်တဲ့ယထာတွေပေါ်မှာတဲ့ short turn ဆိုကြောင်းဝီးသွေးတွေကို shit down ပေါ့နော်တင်နေတဲ့ shit down တင်နေတဲ့ဘွန်းဒီပုဂ္ဂိုလ်ကတော့ဗန်ချန်နီမီရဲ့ယူခေါင်းဆောင်ဖြစ်ပါတယ်တဲ့မက်ကျန်းငယ်ဆိုဟိုးနော်ကြောင်းဝီးသွေးတွေရဲ့လှုပ်တဲ့နေရာမှာပေါ့နော်အလုတ်ဆိုင်မှာတနည်းအားဖြင့်အလွယ်တကူပြောရင်အလုတ်ဆိုင်မှာကွမ်ချာဆိုတာဒီယထာပေါ်မှာပေါ့နော် short turn လို့ shit down ဆိုတာနော်
ကြောင်းမီးသွေးတွေတင်နေတဲ့ဘွန်ဒီလူပုဂ္ဂိုလ်ကတော့ဗန်ချန်နီမီရေကိုဗန်ချန်ဖြစ်ပါတယ်ဂျော်ဂီကတဲ့ဟိုနေရာကဂျဲကကျွန်တော်ကဣရာတောင်းပေါ့နော်ဣရာတောင်းအီလ်ဟာတာလို့တဲ့ဣရာတောင်းကျွန်တော်လုပ်ခဲ့တဲ့ထန်ကွမ်းဆိုတော့ကြောင်းမီးသွေးတွင်းဖြစ်ပါတယ်ပေါ့နော်သူကရှိတဲ့နားနေကမ်းမှာတဲ့အီတောင်းပေါ့နော်ရှိခဲ့တဲ့ပေါ့နော်နားနေကမ်းမှာရှိတဲ့ဆွန်ဖုန်ကြီးပန်ကာကအော်ဒီလိုဂါကြောကဆိုရဘဲကိုယူသွားတာလေတဲ့သူကရှိတဲ့အီတောင်းဆွန်ဖုန်ကြီးတို့အော်ဒီလိုဂါကြောကဆိုရနားနေကမ်းမှာရှိတဲ့ပန်ကာဘဲယူသွားတာလေဤကွန်ပျူတာနဲ့ဒီကွန်ပျူတာကတော့အာကွန်ရှိကအာကွန်ကစာယုံဟာတောင်းပေါ့နော်ဟာတောင်းဆိုတာအသုံးပြုခဲ့တဲ့ဒီကွန်ပျူတာကတော့အာကွန်အသုံးပြုခဲ့တဲ့ခေါ်ရည်ယူအရာဖြစ်ပါတယ်တဲ့သူရဲ့အဓိပ္ပာယ်ကတော့ခဲ့တဲ့နေခဲ့တဲ့